ခန္ဓာစီစဉ်နံပါတ်300ကျေးဇူးတော်ရှင်ပေါမောက္ခကျိုးဆရာတော်ဘုရားကြီးထံမှစေယတုဝိဇာတပုံညမင်္ဂလာအမတ်တရားဩဝါဒကထာနာဟုကြီးညိုမှတ်သားကြရန်ဖြစ်ပါတယ်ဗျာသူဖြစ်ပါ၍ကျေးဇူးတော်ရှင်ဆရာတော်ကြီးဖေဟာစေယတုဝိဇာတပုံညမင်္ဂလာအမတ်တရားဩဝါဒကထာချီးမြှင့်ပေးသနာတော်မူနိုင်ပါယံဘုရားတပည့်တော်ခြေတော်ဆုံးဥက္ခ၍ယူသည်စွာလျှောက်ထားပါသည်ဆရာတော်ကြီးဖေဟာ385ခုနှစ်တသမုံနာဝိကျော်13ရက်2013နှစ်ဒီဇင်ဘာလ10ရက်တနင်္ဂနွေနေ့၌စင်ကြပါပြုလို့အပ်သည်မရယာပြုသာသနာစောတာရုပ်ကြောင့်၌ပရဏာတိုင်ကဆရာတော်နိုင်ငံတော်သားမတန်ခါပါတိုင်ကအဖွဲ့ဝင်ပရဒဝိဒ္ဓစာရပတိတတော်85နှစ်ပြည့်စေရတုဝိသဒဝိနိမင်္ဂလာအာစရိယပူဇာခန္ဓာ၌ဟောကြားသောဩဝါဒကထာမြတ်စွာဘုရားဟောထားတဲ့ဒီကနေ့အမှတ်တရဩဝါဒကထာလေးတစ်ပုဒ်နဲ့ဝိနိအမတ်တရားတရပင်ကသမလာတဲ့ဘုရားမြတ်စွာဘုရားပွင့်ခင်ကစတဲ့ပြီးတော့တပုရိသသူရောကောင်ဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တယ်လဲအဲ့ဒီမိကွန်ရဲ့အဖြေကိုထုတ်ထားတဲ့ကာလလေးတစ်ပုဒ်ပဲလောကမှာတပုရိသလူတော်လူကောင်းသာတုပုရိသောတပုရိသောအကြီးချင်းကောင်းတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတော်လဲတော်တယ်ကောင်းလဲကောင်းတယ်ဒီလိုအကြီးချင်းရဖို့ဆိုတာအဲ့ဒါမှကြိုးစားကြရတယ်လောကမှာသူတော်ကောင်းဆိုတဲ့အမြင့်ဆုံးဘဝတစိတ်ဟာတမိုးကြည်ပါဆိုဘဝတစိတ်ဖြစ်ပါတယ်အဲ့ဒီတပုရိသသူတော်ကောင်းဆိုတာဘယ်လိုရည်ချင်းနေရှိရမှာလဲဒါလေးကိုမသာဘူးမြတ်စွာဘုရားမပွင့်ခင်ကလေးကဒီရည်ချင်းတမချက်ကရှိတယ်တရဘေကစပါယောဝိကတိညုကတဝေဒီတိရောကလျာဏမိတ်တာသာတလပတ္တိကလျာဏမိတ်တော်သာတလပတ္တိဒုက္ခိတတတကိစ္စံကမ္မံကရောတိတထဝိဒံတပုရိသံဝဒန္တိဒါကဘုရားမပွင့်ခင်ကလေးကမြတ်စွာဘုရားရဲ့အလောင်းသတ်မှတ်ပေးထားတဲ့သူတော်ကောင်းရဲ့အကြီးချင်းတွေပဲဖြစ်တယ်။ယောဝေကတိညုကတဝေတိကျေစုတိတကျေစုဆက်တတ်တဲ့ပုဂ္ဂိုလ်ကတိညုဆိုတာတူတယောက်ပြီးပြီးပေါ်ကျေစုရှိခဲ့တာကိုရှိတယ်လို့အသိမှတ်ပြုတဲ့ပုဂ္ဂိုလ်ဒါသူတော်ကောင်းရဲ့အရေးချင်းတစ်ခုပဲကတဝေတိဆိုတာကျေးဇူးကိုသိတဲ့အတိုင်းထင်ရှားရှားထုတ်ဖော်ပြီးကျေးဇူးကိုပေးဆက်တတ်တဲ့ပုဂ္ဂိုလ်ကျေးဇူးသိတယ်ကျေးဇူးဆက်တယ်ဆိုတဲ့ဒီအရေးချင်းဟာတပုရိသဆိုတဲ့အရေးချင်းတစ်ခုပဲဖြစ်တယ်နောက်တစ်ခုကတော့ကလျာဏမိတ်တော်သီလသမာဓိပညာဆိုတဲ့အကြီးချင်းကောင်းတွေနဲ့ပြည့်စုံတဲ့မိတ်ဆွေအပေါင်းအသင်းမိတ်ဆွေဆိုတာဟာဆရာသမားဆိုတာလည်းမိတ်ဆွေပဲနော်ရသော်ဘုရားကစပြီးတော့အလုံးဟာကလျာဏမိတ်တာလို့ခေါ်တယ်မိဘတွေကလည်းကလျာဏမိတ်တာပဲကိုယ့်ပေါ်မှာမေတ္တာစေတနာနဲ့
ထိန်ကြောင်ပြီးတဲ့ပုဂ္ဂိုလ်တွေအလုံးဟာကလျာဏမိတ်တာမြတ်စွာဘုရားကိုယ်တိုင်ကမမန်ဟိကလျာဏမိတ်တံနေတယငါလိုကလျာဏမိတ်တာကိုအမိပြုပြီးတော့ဥခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တွေနာခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တွေသိခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တွေဟာဥခြင်းနာခြင်းသိခြင်းကလွတ်ကြရတယ်လို့ဒီလိုဟောတာတော့လောကမှာအကောင်းဆုံးမိတ်ဆွေဆိုတာကလျာဏမိတ်တာဆိုတာမြတ်စွာဘုရားပဲဖြစ်တယ်အဲ့ဒီကနေတဆင့်နေလိုက်ရင်ရှင်သာရိပုတ္တရာတဆင့်နေရင်ရှင်မောက္ကလတဆင့်နေလိုက်ရင်မဟာသဝကအဆင့်စဉ်ကလျာဏမိတ်တာဆိုတာအဲ့တော့ပုဂ္ဂိုလ်တို့တယောက်မှာအဲ့ဒီတို့တန်ဖိုးကြီးမားတဲ့မိတ်ကောင်းဆွေကောင်းဆရာကောင်းတမကောင်းအပေါင်းအသင်းကောင်းတွေရှိလို့ရှိရင်လည်းပဲတပ္ပုရိသသူတော်ကောင်းပဲဘာဖြစ်လို့လဲဆိုမိတ်ကောင်းဆွေကောင်းရှိုံနဲ့ဘာဖြစ်လို့သူတော်ကောင်းလို့ခေါ်ရတယ်လဲဆိုမိတ်ကောင်းဆွေကောင်းရှိုံမြတ်မကထိုမိတ်ကောင်းဆွေကောင်းတွေရဲ့ဆုံးမသွန်သင်မှုကိုလိုက်နာတာဖြစ်လို့ဒါမှမဟုတ်မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လို့38ဖြာမင်္ဂလာတရားဟောတဲ့အခါမှာလူဘဝရောက်လာပြီဆိုရင်အရေးကြီးဆုံးကမိကောင်းဆွေကောင်းကိုစားတာပဲအတေဝနာစာပါဠနာပဏိတနိစာတေဝနာစာလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာအပေါင်းအသင်းကနံပါတ်1ဖြစ်တယ်ဒါကြောင့်မို့ပညာရှိနဲ့ပေါင်းဖို့ဆိုတာအမှန်တမ်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်ဒါကြောင့်မို့သူတော်ကောင်းဖြစ်ဖို့အတွက်ကလျာဏမိတ်တာရှိရမယ်ကလျာဏမိတ်တာရှိသူသာလင်တပ္ပုရိသသူတော်ကောင်းဖြစ်တယ်ဒီလိုဆိုလို့တယ်တန်လပတ္တိဆိုတာတန်လပတ္တိဆိုတာစိတ်ဓာတ်ခိုင်မာတယ်မြဲမြံတယ်အဆုံးမဩဝါဒနဲ့ပတ်သက်ပြီးဖြစ်စေကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးဖြစ်စေခိုင်မာတယ်နော်အခုတစ်မျိုးပြောင်းလဲတဲ့စိတ်ဓာတ်တွေမရှိဘူးတန်လပတ္တိကိုယ့်ရဲ့အယူဆစိတ်ကိုယ်ွယ်မှုပေါင်းသင်းဆက်ဆံမှုဟာခိုင်မြဲတဲ့ပေါင်းစင်ဆက်ဆံမှုရှိတယ်အဲ့ဒါလည်းပဲသူတော်ကောင်းတွေရဲ့အရေးချင်းတစ်ခုပဲနောက်တစ်ခုကတိရောတိယပညာယရာတိကနာတိတိရောလို့ဆိုတဲ့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အသိပညာနဲ့ဆောင်ရတတ်တဲ့ပုဂ္ဂိုလ်အသိပညာရှိတဲ့ပုဂ္ဂိုလ်နော်အသိပညာရှိတဲ့ပုဂ္ဂိုလ်ပြောမယ်ဆိုရင်လည်းအသိဉာဏ်နဲ့ပြောတယ်လုပ်တယ်ဆိုရင်လည်းအသိဉာဏ်နဲ့လုပ်တယ်အရာခတ်သိမ်းအသိပညာနဲ့လှုပ်ဆောင်တတ်တဲ့ပုဂ္ဂိုလ်ဟာတိရအဲ့ဒီတိရဆိုတဲ့ပညာနဲ့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်ဒါကတပ္ပုရိသရဲ့အရေးချင်းကောင်းတစ်ခုပဲနောက်တစ်ခုကတော့ဒုက္ခိတတတက္ကစံကရောတိကမ္မဒုက္ခိတတတက္ကစံကရောတိကမ္မအခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်ကိုတလေးတစားကုညီဆောင်ရှောက်တတ်တယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ထိုကရောက်နေတယ်တော့ဘုအခက်ခဲကြုံနေတယ်ဆိုလို့ရှိရင်အကျဉ်းတရားထားပြီးတော့ထိုခက်ခဲလွတ်မြောက်အောင်ဖြည့်ရှင်ပေးတတ်တဲ့ပုဂ္ဂိုလ်တလေးတစားဆိုင်တတ်တဲ့ပုဂ္ဂိုလ်ဒါသူတော်ကောင်းရဲ့နှလုံးသားဟာကျင့်နာမှုအကောင်းတယ်လို့ဆိုလို့တကယ်တော့ရောက်နေတဲ့ပုဂ္ဂိုလ်တလေးတစားဆောင်ရွက်ပေးတယ်ခက်ခဲကြုံနေတယ်ခက်ခဲကိုဖြည့်ရှင်ပေးတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာတကယ်သူတော်ကောင်းပဲလို့သူဆိုလို့ရပေါ့တထာဝိတံတပ္ပုရိသံဝတ္တန္တိလောကမှာရှိတဲ့ပညာရှိတွေကအခုပြောခဲ့တဲ့ကျေစုတိတတ်သူကျေစုဆက်တတ်သူကျေစုသိခြင်းကျေစုဆက်ခြင်းအရေးချင်းတစ်ခုမိကောင်းဆွေကောင်းရှိခြင်းအရေးချင်းတစ်ခုခိုင်မြဲတဲ့ဆက်ဆံမှုရှိခြင်းအရေးချင်းတစ်ခုအရာရာကိုအသိပညာဖြင့်ဆောင်ရွက်တတ်ခြင်းအရေးချင်းတစ်ခုအခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တလေးတစားကုညီဆောင်မှတ်တတ်ခြင်းအရေးချင်းတစ်ခုလို့အဲ့ဒီအရေးချင်း၅မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်
ပုရိသလို့သူတော်ကောင်းလို့ခေါ်မှာဖြစ်တယ်ဒီကနေ့မွေးနေ့ရှင်မရိယာဆရာတော်ရဲ့တဏ္ဍမှာဒီချင်းဒီရှိနေတယ်ဆိုတာဟာအလုံးသိပဲဖြစ်တယ်အလုံးပရိသတ်ဟာကိုမရှိသေးလို့ရှိရင်ဒီချင်းမျိုးတွေရှိအောင်ကြိုးစားရမှာဖြစ်တယ်အလုံးဟာသူတော်ကောင်းဖြစ်ဖို့အရေးကြီးလို့သူတော်ကောင်းရဲ့အရေးချင်းတွေကိုရယူပြီးသူတော်ကောင်းဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း